ready to လို့ပြောလိုက်တာနဲ့မှာတော့စိုက်သွားတယ်ဆိုတာဘာလဲစိုက်သွားတယ်ဆိုတာဘာလဲပေါ့နော်အဲ့တော့စိုက်သွားတဲ့နီးစနစ်ကလေးကိုသိချင်နေတဲ့သူတွေလည်းများမယ်လို့ထင်တယ်အမအရှိကဗီဒီယိုလေးတင်လိုက်တဲ့အချိန်စိုက်ပွားနည်းကဘာလဲဆိုတာကိုသိချင်နေတဲ့သူတွေများစွာရှိတဲ့အတွက်အမကလက်တွေ့ဒီဗီဒီယိုလေးနဲ့ပြပြပေးသွားမှာဖြစ်ပါတယ်အခုအမကဒီစိုက်ပွားနည်းကိုလက်တွေ့လေးဆွဲပြမှာဖြစ်တယ်အဲ့တော့အမတို့စိုက်ပွားနည်းကို site reading လို့ခေါ်ပါတယ်အဲ့တော့အမ site ပွားပြမယ်ပေါ့နော်အဲ့ site ပွားပြတဲ့ဟာလေးကိုအမတို့သုံးနေကြဒီ freestyle ကမယ်ပေါ့နော်အမကပြပြပေးမှာဖြစ်တယ်အဲ့တော့အမကအဓိကကဒီသဘောတရားလေးကိုရသွားချင်တာဖြစ်တဲ့အတွက်ခုမှရှိတဲ့ site တွေကိုအမတို့ site ပွားတတ်အောင်လို့အဓိကကဒီသဘောတရားလေးကိုရှင်းပြမှာဖြစ်တယ်အဲ့တော့အမရဲ့ site နဲ့မှာမဟုတ်ဘူးကိုကတခြားသင်တန်းတွေတက်လာတဲ့တခြားဒီသင်တန်းအမနဲ့မတူတဲ့periphery ရှိရဆိုရင်တော့ကိုက site ပွားတာဘယ်လိုမျိုးပွားရလဲဆိုတဲ့နည်းစနစ်ကလေးကိုသိသွားဖို့ပေါ့နော်အမကဒီ sharing လုပ်ပေးမှာဖြစ်တယ်အဲ့တော့ site ပွားဖို့အတွက်ဆိုရင်အရင်ဆုံးသိထားရမှာကကိုဆွဲမဲ့ site နော်။နောက် site ပွားဖို့ဆိုရင်ပထမဆုံးသိထားရမှာကကိုဆွဲမဲ့ site ကိုဆွဲမဲ့ site ရဲ့ကွာခြားချက်ကိုငါတို့သိဖို့လိုတယ်အဲ့ဒီကွာခြားချက်ကဘယ်မှာရလဲဆိုတော့အမတို့ site ချက်ကနေရပါတယ်နော်အမတို့ကိုသုံးလိုက်တဲ့ site တွေကိုအမတို့ ready made တွေ site တွေရှိတယ်အဲ့ဒီ site တွေကနေပြီးတော့အမတို့ဒီ site တွေကိုရတာပဲဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကိုဆွဲမဲ့ site ရဲ့ကွာခြားချက်ကလေးကိုအရင်သိထားမှဒါလေးအမတို့ site ပွားကြတာအဆင်ပြေမှာပါအဲ့တော့ site ပွားတဲ့ကိန်းကနန်းတွေဒီတရားရလာတာလေဆိုတော့အမတို့သုံးပြနေတဲ့ site ချက်တွေကနေရတာပဲဖြစ်တယ်အဲ့တော့ကိုကဒီအမရဲ့ဒီဆွဲပြတဲ့ site ဒီအမရှိရာ site မှာမဟုတ်ပါဘူးအဓိကကအမကဒီနံပါတ်ကလေးတွေပဲတက်လိုက်တဲ့သဘောပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဒီ site ကဒီတခြား site တွေလည်းရှင်းမယ်အမနဲ့တူချင်မှတူမယ်ဒါပေမဲ့ကိုယ့်ရဲ့ site တစ်ခုနဲ့တစ်ခုရဲ့ပွားခြားချက်လေးတွေကိုအမတို့ကဒီမှာတိမှရပါမယ်အဲ့ဒီတိဖို့အတွက်ကိုဘယ်ကနေတွားယူရမှာလဲဆိုတော့အမတို့ကိုယ့်ရဲ့site ချက်ပေါ့နော်ကိုယ့်ရဲ့ဒီတင်ယူလာတဲ့ site ချက်ကနေပြီးတော့အမတို့ယူပါမယ်အဲ့တော့ site ပွားဖို့အတွက်ဆိုရင်အမကအရင်ဆုံးအမတို့နောက်ချမ်းနဲ့ရှေ့ချမ်းနှစ်ခုရှိရဟုတ်ပြီနော်နောက်ချမ်းနဲ့ရှေ့ချမ်းနှစ်ခုရှိရသဘောတရားဒီအတူတူပဲတစ်ခုကိုပြလိုက်တာနဲ့အမတို့နောက်တစ်ခုကိုဆွဲဖို့လွယ်သွားပြီအဲ့တော့အမကရှေ့မှာကတောက်လေးပါတယ်နောက်မှာကအမတို့ freestyle ကတ်တွေဖြစ်တဲ့အတွက်နောက်ကတစ်ခါတည်းအမတို့တစ်ခါတည်းအမတို့တောက်တွေထည့်သုံးတာမျိုးဖြစ်တဲ့အတွက်အမရှေ့ချမ်းလေးကိုပြောပြရင်နောက်ချမ်းလေးကိုနားလည်မယ်လို့ထင်တယ်အဲ့တော့အဓိကမှရှေ့ချမ်းလေးကိုပြောပြမယ်ဒီ level ရဲ့အကွေးတွေအမတို့ယူတဲ့အယူစားတွေအားလုံးဒီနောက်ချမ်းနဲ့ရှေ့ချမ်းအတူတူပါပဲအဲ့တော့အမကဒီရှေ့ချမ်းလေးကိုပြောပြလိုက်ရင်နောက်ချမ်းလေးရမယ်လို့ထင်တယ်အဲ့တော့အခုမှဒီရှေ့ချမ်းလေးကိုအမကဆွဲပြမှာပဲဖြစ်တယ်မူးတန်လေးတွေနည်းနည်းပါနေတဲ့အတွက်အမတို့အမအတန်လေးတော့နည်းနည်းလေးမြင့်ပြီးပြောပြမယ်ဒီနည်းနည်းလေးသိခံပြီးပေါ့နော်အဲ့တော့အခုမှတော့ဂျာလေးကိုဆွဲမယ်ဆိုရင်အမတို့ဘာတွေသိဖို့လိုလဲဆိုရင်အမတို့တော်တော်များများတွေရဲ့ site ချက်မှာအမတို့ level ရဲ့ site ကအမတို့မပါဘူးကိုပါမမှတ်ထား level ဆိုတာကမူလပတ်တံမှာအမတို့အများကြီးသွားချိန်လို့မရဘူးပေါ့နော်အဲ့ဒါမှပဲအမတို့ပုံ design တွေကိုဆွဲတဲ့အချိန်မှာဒီ level အချုံချဲကအမတို့ကိုကောင်းကောင်းမွန်မွန် adjust လုပ်လို့ရမှာအဲ့တော့ level ကတော့အမတို့ site တော်တော်များများမှာအလွတ်ချက်ကတဲ့ပုံစံမျိုးမှာရှိတယ်သဘောတရားကိုသိထားမှာပေါ့နော်အမတို့ site ကိုအမတို့ပွားဖို့အတွက်ဆိုရင်အမတို့ပထမဆုံးနံပါတ်1တင်တယ် level ရဲ့ site ကဘယ်လောက်ခုံသွားမှာလဲဆိုတာဘယ်လောက်ခြားနားသားမှာလဲဆိုတာသိရမယ်နံပါတ်2နေနဲ့အမတို့ပခုံးဆိုတာကဒီပခုံးရဲ့အရှိအတူအဲ့ဒါကိုအမတို့သိရမယ်နောက်ကျောကျယ်ရဲ့3နဲ့4ကအမတို့နောက်ကျောကျယ်နဲ့ရှေ့ရင်ကျယ်နောက်ကျောကျယ်မြင်းရှိရဲ့ဒီမှာနောက်ကျောကျယ်မြင်းရှိရဲ့ရှေ့ရင်ကျယ်မြင်းရှိရဲ့ဟုတ်ပြီနော်အဲ့တော့အမတို့နံပါတ်5ကရင်ရဲ့ကွာခြားချက်ကိုတစ်ဆိုင်နဲ့တစ်ဆိုင်မှာအမတို့ဘယ်လောက်သွားမှာလဲပြီးတော့အမတို့ခါ freestyle နေမှာတော့အမတို့ရင်နဲ့ခါဒီအမတို့တူတယ်ဟုတ်ပြီနော်ပြီးတော့အမတို့တောက်တွေပါလာမယ်အလဲကအမတို့တောက်တွေဒီနံပါတ်9မှာအမတို့တောက်တွေဘယ်လိုတစ်ခုနဲ့တစ်ခုဆိုင်နဲ့ဆိုင်မှာဘယ်လောက်ထိခွာသွားမှာလဲဒါတွေအားလုံးက site ချက်ထဲမှာပါပြီးတာတောက်ဆိုတဲ့သဘောတရားကအမတို့ဒီတစ်ခုနဲ့တစ်ခုရဲ့အကွာအဝေးပြောတာပေါ့နော်ပြီးတော့အမတို့နံပါတ်10ရင်မြင့်ဆိုတာအမတို့ရင်အကျယ်ကိုရဖို့အတွက်ကိုရင်မြင့်ကိုဆွဲခဲ့ရတယ်အဲ့တော့အဲ့ရင်မြင့်ရဲ့ဒီadjust လုပ်မဲ့ဟာကိုလည်းအမတို့သိထားဖို့လိုတယ်ခါးမြင့်ပြီလည်းတဖြည်းဖြည်းနဲ့ site ကိုကြီးသွားအမတို့ဘယ်လိုမျိုးဖြစ်သွားရမလဲဆိုရင်ခြားနာချက်ကိုအမတို့သိဖို့လိုတယ်အဲ့တော့အမတို့ site တွေအားလုံးရဲ့ site တစ်ခုပွားဖို့အတွက်ဆိုရင်အမတို့ freestyle တက်မှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဒီတခြား site တွေလည်းရှင်းမယ်အဲ့မှာအမတို့ဒီ code ချက်ပြီးအမတို့ site ပွားလို့ရပြီအဲ့တော့အမတို့အရင်ဆုံး site ပွားဖို့အတွက်ဆိုရင်ဒီ site တွေရဲ့ခြားနာချက်တွေကိုကိုယ့်ရဲ့စာရွက်တစ်ခုအပေါ်မှာအမတို့ချရေးထားလိုက်ချရေးပြီးတော့ရင်အမတို့ဒါလေးကိုဖယ်ထားလိုက်မယ်အဲ့တော့အမကဒါလေးကိုရှေ့ချပြီးတော့
နောက်တစ်ခုကိုဆွဲမယ်ပေါ့နော်အဲ့တော့ဆွဲရမယ်ဆိုတော့အမတို့ original အမတို့တစ် size ဆွဲခဲ့တာရှိမယ်ကိုက small size ဆွဲခဲ့တာလည်းဖြစ်မယ် medium လည်းဆွဲခဲ့တာလည်းဖြစ်မယ် large size ဆွဲခဲ့တာလည်းဖြစ်မယ်အဲ့တော့အမကဒီမှာ small လေးကို copy ပွားပြီးတော့အမဘယ်နှ size ဆွဲပြမလဲဆိုတော့ HS small medium large XL 2XL ဒီအမ size ပွားပြမှာပဲဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့အမတို့ဒီမှာဘယ်နှ size ပွားပြမှာလဲဆိုရင်6 size အမတို့ဒီ small ကကြတော့ဆွဲပြီးသားဒီမှာပေါ့နော်အဲ့တော့အခုမှဒါလေးကို copy ပွားမယ် copy ပွားရဲဆိုတာက size ကိုမူလဆွဲခဲ့တဲ့ size တစ်ခုကိုအမတို့ကဒီ size အလွတ်ပေါ်မှာလာတင်မယ်လာတင်ပြီးတော့အမတို့ကဘေးကိုလာတင်ပြီးတော့အမတို့ဘယ်လိုမျိုးစံတာယူလဲနောက်ချမ်းဆိုရင်တော့အမတို့နောက်ဒီဘက်မှာငင်းဖြောင်လေးတစ်ချောင်းဆွဲမယ်ရှေ့ချမ်းကိုအမကကိုဆွဲပြမှာဖြစ်တဲ့အတွက်ရှေ့ချမ်းဖက်လေးကိုအမတို့ CF မြင်းလေးကိုဆွဲလို့ရအောင်လို့အခုဒီလိုမျိုးလာပြီးတော့အမမြင်းလေးတစ်ခုယူလိုက်မယ်အဲ့မြင်းပေါ်မှာအမတို့ CF ကိုအတိလာတင်မယ်ဒါဒီ site ကို copy ပွားတယ်လို့ခေါ်တယ်အဲ့တော့ copy ပွားမယ်ဆိုရင်ဒါလေးက site အသေးလေးမျိုးအမတို့လက်လေးနဲ့ဖိလို့နိုင်တယ်ကိုယ့်ရဲ့ပတ်တန်ကြီးနေတယ်ဆိုတော့ပတ်တန်ဖိတဲ့ကြောက်တုံးလေးတွေအမတို့ဒါမှမဟုတ်ရင်ပင်တွယ်ပြီးတော့အမတို့သုံးမှာဒါဒီအမကိုလိုက်တာဒီလဲပြီးတော့အမတို့ဒါဒီပခုံးပြီးတော့အမတို့ဒါဒီဒါလေဂျိုင်းပြီးတော့အမတို့ဒါလေးကစိုက်စင်ဘင်းမြင်းလေးပြီးတော့အမတို့ဒါလေးဒီခါမြင့်တခါလေးကူးလက်စနဲ့အမတို့ကဒါလေးတွေကိုမှတ်ခဲ့ရမယ်တောက်စန်တာလေးတွေကိုမှတ်ခဲ့ဖို့လိုပါတယ်နောက်ကျောကျဲ sorry ရှေ့ရင်ကျဲရင်မြင့်ဒါတွေကိုမှတ်ခဲ့ဖို့လိုတယ်ပြီးတော့အမကဒီမှာအပေါက်လေးဖောက်ခဲ့ပြီးသားဒီမှာဒီဟာလေးကအမအသေးလေးဖြစ်တဲ့အတွက်ဒါလေးကိုမှခင်းတယ် sorry ဘောင်းရင်အချွန်လေးနဲ့မှဒီလိုလေးထောက်လိုက်မယ်ဟုတ်ပြီနော်ဒါဆိုတောက်ရလေးမှတ်ပြီးသွားမယ်အဲ့တော့အမတို့ကဒီမှာပေါ်နေတဲ့အတိုင်းဒါလေးကရှင်မြင်းဒါလေးကအမတို့ရှေ့ရင်ကျဲဒါလေးကကြတော့အမတို့ပါလေထောက်ကလေးအဲ့တော့အမကဆွဲမှဒီ small size နော်အဲ့တော့အမကျန်တဲ့ဟာလေးတွေကိုမစိုက်ပွားပြမှာပဲဖြစ်တယ်အဲ့တော့အခုမှစိုက်ပွားမယ်ဆိုရင်အမတို့ကဘာလို့ဖို့လိုလဲဆိုတော့ကိုတုံးနဲ့ခဲတံဘောပင်ဒီခြုံနေဖို့လိုပါတယ်ဒီလို point တုတ်တဲ့ဟာတွေကိုအမတို့မသုံးပါနဲ့ဒီ point တုတ်တဲ့ဟာတွေကအမအခုဒီ video တွေကိုဆွဲပြတာမျိုးအမချင်းအောင်လို့အမဒီ point တွေနဲ့သုံးပြတာအခုဒါဆိုရင်လည်းအမတို့ဒီမှာကြည့် point ကဒီ step ပင်ရဲ့ point ဒီအမတို့ point 3လောက်တောင်ရှိpoint 3လောက်တောင်ရှိရဆိုတော့တစ်ဆိုင်နဲ့တစ်ဆိုင်မှာအမတို့အရန်ကွာသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့အမတို့ကတစ်ခုစိုက်ပွားရမယ်ဆိုတတိထားရမှာဒီခဲတံကိုတုံးနေတဲ့ခဲတံမတုံးပါခဲတံကိုတုံးတဲ့အချိန်ကျရင်ဒီလိုမျိုးခဲတံကိုခြုံနေအောင်တုံးပါပြီးတော့အမတို့ဘောပင်ကိုတုံးတဲ့အချိန်ကျရင်လည်းဘောပင်ဒီလိုမျိုး point ခြုံတဲ့ဟာလေးကိုရွေးပြီးတော့တုံးပေးပါအဲ့တော့အခုအမတို့စိုက်ပွားပြပြီးမယ်စိုက်ပွားပြမယ်ဆိုတော့အရင်ဆုံးအမတို့ဒီလေပင်ဟုတ်ပြီနော်လေပင်ကိုအမတို့ဘယ်လောက်သွားမှာလဲ 0.2 ဟုတ်အခုမှတော့ level ဒီ 0.2 သွားမှာ 0.2 ကိုအမတို့က level ဒီဒါဒီမူလ level ဟုတ်ပြီနော်မူလ level ကိုအမတို့ကစိုက်ပွားရမှာစိုက်ပွားမယ်ဆိုတော့အမတို့ပို့ပြီးတော့ကျင်းသွားတာဒီအမတို့ဘာဖြစ်မလဲဒီမူလ site ဒီမှာတော့